Day N5110 ရဲ့ NVIDIA graphic chip ထဲကို Performance တခုပြတ်ပြီးတော့19ဘုတ်ဝင်သွားလို့ UMA လေးလောက်ကြည့်မှာပေါ့နော်အရင်ဆုံး R ရွှေ့ပြီးတော့ UMA mode ချိန်မယ်ပြီးရင် GPU ကို power မကျွေးဘဲနဲ့အငတ်ထားလိုက်ရအောင် GPU chip ကို power ထောက်ပံ့တဲ့ LAN တွေကိုစစ်ကြည့်တော့၃ခုတွေ့တယ်PU9303 က1ဘုတ်ကို stable ပေးမယ်နောက်တစ်ခုက PU92012 ကအဓိက9 voltage ပေးတယ်ပေါ့နော်နောက်တစ်ခုကကြတော့ PU9305 က 1.5 volt သူကကြတော့ VRAM နဲ့ GPU ကို power ပေးတယ်အရင်ဆုံး1 volt ပေးတဲ့ PU9303 ကိုဖယ်မယ်ပြီးတော့ 1.5 volt ပေးတဲ့ PU9305 ကိုဖြုတ်မယ်9 voltage ပေးတဲ့ IC ကိုတော့မဖယ်တော့ဘူးဗျအားလုံးလဲဆိုတော့ MOSFET တွေနဲ့ coin တွေကိုပဲမလိုက်မယ်ဗျUMA လောက်ပြီးပြီဆိုတော့ Windows တက်လာရင် NVIDIA ဆိုပြီးတော့ driver မှာတော့ရှိတဲ့စရာအကြောင်းမရှိတော့ဘူးဟုတ်တယ်မလားတခုခုရခဲ့မယ်ဆိုရင် like and share လေးလုပ်ပေးပါဦးဗျတကုံကွန်ပျူတာဥအောင်ပါ Wi-Fi ကိုအဖွင့်ပိတ်လုပ်တဲ့ physical ခလုတ်ပြတ်နေတဲ့တနည်းအားဖြင့် keyboard ခလုတ်ပေါ့နော်ဒါမှမဟုတ် ECR ကြောင်ပြီးတော့ Wi-Fi ကတ်စီကို disable signal ပဲအမြဲပို့နေရဆိုရင်အလွယ်နည်းလေးတစ်ခုရှိရဲ့ဗျအဲ့ဒါပါလဲဆိုတော့ bypass လုပ်လို့ရတယ်ပေါ့နော် bypass ကို motherboard မှာမလုပ်ဘဲနဲ့ Wi-Fi ကတ်မှာပဲလုပ်ကြတာပေါ့ Wi-Fi ကတ်ရဲ့အရှိဘက်အချမ်းတော့ပေါ့နော် antenna ကျိုးတက်တဲ့ဘက်အဲ့ဒါမပေးနေရှိတယ်ဆုံးပင်နေရတော့ကျော Wi-Fi ကတ်ရဲ့ကျောဘက်မှာရှိတယ်။ညာဘက်ထိပ်က2နဲ့စရင်အဟာ notch နဲ့ကတ်ရဲ့က18သူက ground သူ့ဘေးကပင်20သူ့ကိုတိတ်နဲ့အုပ်လို့ရတယ်။ကျွန်တော်ကတော့လမ်းကြောင်းပဲဖြတ်တော့မယ်။ကဲအခုတော့ကဘာလုံးနှိမ့် Wi-Fi ပေါ်လာပြီပေါ့။